အဲ့တော့ကလေးမဒီမှာ7မိနစ်ချိန်ဆောင်ကလေး7မိနစ်တည်းမှာမရဘူးဆိုရင်စစ်စောရေးတန်းထိုးလိုက်တော့အဲ့ရွာကတန်းကိုမင်းတို့တွေ့ပြီဆိုတော့နေပြီးတော့စစ်တပ်ကိုခေါ်ကြလိုက်ဒီမှာဖမ်းဆီးရမယ်ဟုတ်မလားကိုလေးအဲ့လိုမှမရဘူးဆိုခုနေပြီးတော့ဒီမှာဖမ်းဆီးလို့မရတဲ့ချိန်ရောက်လာပြီဆိုတဲ့ထဲမှာတင်မယ်သူတို့ဆွေမျိုးတစ်ခုလုံးဟုတ်မလားလောကကရုံကိုပတ်ပုံနေနံပါတ်နဲ့အတူကောင်တော့ရောက်စစ်စစ်မယ်ပတ်ပုံနေနံပါတ်ကစားကုန်ထဲမှာတင်မယ်တော့ကိုလေးဟုတ်ကဲ့ပါခဏနေမှာလောကရုံကုန်မေးမယ်ဟုတ်လားဒီပတ်ပုံနေနံပါတ်ကစားဟုတ်လားကြားလားကလေးမဟုတ်ကဲ့ချင်းသမီးပြောတာရုံမေးတင်တယ်သမီးကနိုင်ပိုင်းလောက်ကြာမယ်လို့ဆရာတို့သမီးပြောတာဒီကိုပိုင်ကောက်ပါဖြစ်လာဆိုကိုပိုင်ကောက်ကကျန်ဒီမှာအကုန်လုံးမှာစိုက်နေနေတော့ထားတယ်မှာနင်တို့နေရနဲ့စိုက်နေတော့9မိနစ်လောက်ပဲကြာလို့ပြောနေတာနားလေလားဆိုင်နဲ့9မိနစ်ကြာမယ်ဆရာမဖြစ်နိုင်ဘူးဆရာသမီးကကွင်းထဲမှာရောက်နေတာဆရာဒီမှာဟောလာနေနေနေခုနေသွားနေနေအောင်မှာဒီပြဲထောက်ကြည့်နေအောင်ပြောနေတာဒီဆက်ရကေပေးဆိုင်ရှိတယ်ကေပေးဆိုင်ရှိမရှိဘူးကွင်းထဲမှာဆရာကိုသမီးဖျားစုမိုးကြိုးပြရပါသေးဆရာသမီးဆရာမလဲဘူးသမီးကနေရပါဆရာဘေးကဖုံးပေးလိုက်သိရဆရာဟယ်လိုပေးလိုက်ပြောလို့ဆရာပြောဒီလိုမကနေဘယ်လိုဆောင်ရမှာလဲမဟုတ်ဘူးဆရာသမီးတစ်ခုလောက်မေးကြည့်မယ်ပေါ့နော်အခုဆရာတို့ဖမ်းမိတာတော့ပြည်ပြည်ထဲမှာဘာတွေများဟိုလိုမျိုးပါလဲပေါ့နော်သမီးသိချင်လို့ဒီစီမပါလာကဖုံးရဖက်ရဲ့နာရီပန်းကန်နေဟုတ်ကဲ့ဒီဘက်ကလာဒီမှာကပြည်ရင်းခေါ်မဆောင်တာဆောက်ဦးလည်းမလုံးမလားထောက်ခံစားမပါလို့ပြောနေတာနားလေလားဟုတ်ကဲ့အဲ့ဒီပစ္စည်းကဆရာဒီမှာသမီးပြောပြအောင်ပေါ့နော်သူတို့ပစ္စည်းပို့လာတယ်တဲ့အမနာမည်နဲ့တဲ့လူတယောက်ကဖုန်းထိုးလာတယ်ဖုန်းထက်လာတော့အမပစ္စည်းလားတဲ့အမပစ္စည်းဘူးသူကပြောတယ်ကောင်းပဲဒါပေမဲ့ဘယ်သူပို့လာဆိုအမမသိဘူးအခွင့်ဆောင်ရမယ်3000နဲ့ဆိုတော့သူကစိတ်သေးနဲ့3000လွှဲပေးလိုက်တယ်ဆရာနော်ဆောက်လာတာမဲဆိုင်ကစတိုင်ကိုဆောက်လာတာပြည်ရင်ကတာသေးကိုဆောက်လာတာမဟုတ်ဘူးမသိဘူးဟုတ်မယ်ဟုတ်လားဟုတ်အရှင်းလုံးလုံးဒီနိုင်ငံတို့တို့သွားမယ်ဆိုရင်ပြီးစားတွေနောက်ပြီးတော့ထောက်ခံစားတွေလိုတယ်ဟုတ်တယ်မပြီးစားတွေလိုတယ်ပြီးစားတော့ပြီးစားမရှိဘူးဆိုရင်ဒီဘက်ကဖန်ခံရပြတာရှင်းတို့နားလည်မလားဟုတ်တယ်အခုဆရာအခုသမီးပြောတော့သမီးတို့လည်းအဲ့လိုမျိုးသွားလူပိုင်သွားတော့လူပါဘာဖြစ်လို့လဲလို့သွားပေးလို့ရလားပြောလားမဟုတ်ဘူးဆရာကျမကိုမအော်နဲ့ကျမဆရာနဲ့စကားကောင်းအေးဆွေးပြောဆရာအေးဆွေးပြောဟုတ်ပြီပြောဟောအခုကျမပြောတာရှင်းလေးတို့ပို့လာတာဆိုတာဒီဖုန်းနံပါတ်နဲ့ပို့တယ်ဆိုဒီလူမှအပြစ်ရှိလားဆရာမသိတဲ့လူတယောက်ဆရာပစ္စည်းတစ်ခုပို့မယ်ဆိုရင်ဒီလူကလည်းမသိမယ်နဲ့သူပစ္စည်းကသူလည်းဝယ်ထားတာလည်းမဟုတ်ဘူးဒီပစ္စည်းကိုဆရာလည်းဝယ်ထားတာမဟုတ်ဘဲနဲ့ဆရာအပြစ်မရှိမနဲ့ဆရာလက်ခံမလားဆရာဆိုရင်အေးအဲ့ဆိုရင်ဘာပြောရမလဲနောက်ချက်ဖွဲ့စီပေါ်မှာကတရားမှုမရှိမှမဟုတ်တခိုးတဲ့သူရောခိုးရမရှိလက်ခံတဲ့သူရောခိုးခိုင်းတဲ့သူအမှုလည်းမရှိဘူးလားဆက်ပြောလိုက်အခုလက်ခံနေဆိုတာကျမတို့လက်ခံဖို့ဆိုတာကသူတို့ကမျိုးသမီးတွေတဲ့သူတို့ကလာဖို့မပြောတာအခုဘယ်နည်းရှိပြီလဲလက်ဖို့ပြောတာလားဟုတ်လားဆက်ရတော့4ရက်ရှိပြီပြမှုမရှိဘူးလားဟုတ်ပြမှုမရှိဘူးလည်းမပြောဘူးပြမှုရှိတယ်လို့လည်းကျမအခုတောင်းရလို့ဆိုတော့ပြည့်လာဖြစ်ခလာကနေလာပြောဟုတ်ဘူးပြမှုရှိတယ်လို့လည်းကျမပြောပြမှုမရှိလို့လည်းကျမမပြောဘူးအခုကျမတို့ဘက်ကရှင်းလင်းဆရာကိုအေးဆေးပြောပြတာဆရာဆရာသူများလက်ဖို့တာကျမတို့လည်းမသိဘူးဆိုတကယ်လည်းမသိဘူးသူတို့နာမည်တော့မပါဘူးဒီတရားကပစ္စည်းပို့တယ်ဆိုရင်သမီးပြောပြမယ်နာမည်ပါရမယ်သူတို့ကဘယ်လိုမျိုးအကြောင်းရင်းကြောင့်ထည့်လိုက်တာလဲဆိုတာပဲသိချင်တာသမီးတို့ဘက်ကအခုသမီးတို့ဘက်ကဦးတော်ကလည်း9သိန်းဆောင်ခိုင်းတယ်။ဆက်ဆက်ပြီးယူခဲ့တာလေငါပြောချင်တာကဆရာကျမပြောရမယ်ဆရာတန်ချင်း9သိန်းဆောင်ခိုင်းတယ်ဟုတ်လားသဘောတခုတန်ချင်း9သိန်းဆောင်ခိုင်းတယ်ဟုတ်လားဆရာအခုကျမတို့ဘက်ကိုတန်ချင်း9သိန်းဆောင်ခိုင်းတာအဲ့ပစ္စည်းကဘယ်နဲ့သိန်းဘိုးလောက်တန်တာမို့လို့လဲဒါပြည့်စားတော့ဒီ3အားဆိုဖုန်းတော်ကကာလာပေါက်စီဘယ်လောက်ရှိလိုက်တယ်မေးကြည့်လိုက်အဲ့ဒါကိုတိုင်းကိုတော့ရှိတယ်နားလေလားအဲ့ဒါဆိုအဲ့ဒီဖုန်းလဲဆရာတို့အမအခုဆရာတို့ဘက်ကအကုန်ယူလိုက်အကုန်ပေးလိုက်ကျမတို့စီဘာတစ်ခုမှပို့မလာနဲ့ကျမတို့လည်းစစ်စစ်တော့ဆန်တော့ပိတ်လာဆရာငါပြောနေပုံနားလေလားဟုတ်ပြီငါယူပြီးငါဘာလုပ်လဲမမေဘူးပတ်ပတ်ခဲ့ဒီပါနေပခွေးလေးအတိုက်ပွဲတိုက်နေတာနားလေလားဟုတ်ဘူးဆရာနေပခွေးလေးဖုန်းလာတီဗီလောက်နေမို့နားလေလားဆိုးထောက်နေမို့ဆရာတို့တိုက်ပွဲဆရာတိုင်းပြည်နိုင်ငံတော်စာခွင့်နေမနေတာနေတော့ဒီမှာအေးဆွေးပြောဆရာဘက်ကအဲ့ဒီကိစ္စကိုနားပြောလားအခုကျမတို့ဘက်ကလက်မခံဘူးဆရာတိုင်းလိုက်အမ10သိန်းဆိုတယ်ဟုတ်တယ်။ဒါကသူတို့ပို့လာတဲ့ပစ္စည်း10သိန်းဆိုတော့မှဆရာကုန်တိုင်းလိုက်ကျမတို့ဘက်တစ်ခုမှပို့မလာနဲ့တော့ကျမတို့လည်းလက်မကောက်ဘူး။ငါလုံးမဖတ်တယ်မမျက်စပါလောက်ရနေတာဘယ်နဲ့ပို့လိုက်ငါလုံးကစကားပြောတာနားမလည်ဘူးလား။ဒီပစ္စည်းကနိုင်ငံတော်ကတိုင်းတာတိုင်းပြီးပြီငါပြောတာကနေပစ္စည်းငါယူပြီးငါဘာလုပ်မှနိုင်ငံတော်တိုင်းတာနိုင်ငံတော်တိုင်းပေါ့ဟုတ်တယ်မလားနိုင်ငံတကာတိုင်းတာမှန်တယ်အခုဆရာပြောတာသမီးတို့စောစောတွေကစစ်စစ်လေးပဲပြောပြတယ်ဆရာဒါလည်းလက်မခံဘူးသမီးတို့ဘက်ဘယ်လိုလုပ်ပေးရမလဲ
နော်ငါတို့ကလက်ဆက်မပိတ်ချင်လား မဟုတ်ဘူးဆရာဖမ်းဝန်ထမ်းထုတ်တယ်ဆိုတာဘာပြစ်မှုတွေကျူးလို့ဆရာဖမ်းဝန်ထမ်းထုတ်တယ်ဆရာကျူးလို့ ဒီတော့ဆောင်ခိုင်းတဲ့အမှုဒီရဲခေါ်မဆောင်မှုမောင်ခေါ်ပြီးခုတန်းတဲ့ဆောင်မှုနဲ့ထောက်ထားတယ် ကျမတို့ကတော့စက္ကန့်ပေးပြီး10ဆောင်လာခိုင်းတာဘာတစ်ခုမှမရှိဘူးနော်သူတို့ကတော့ဒီကလွှဲပေးရတယ်လွှဲပေးဆိုတော့လဲလွှဲပေးလိုက်တယ်ကိုယ်တွေလည်းအဲ့ဒါကိုသမတို့ဘက်ကဘာမှနားမလဲဘူးသမတို့ဘက်ကလည်းဘာမှနားမလဲဘူးဒါတွေကိုဟုတ်လားအေးသူများတွေဟိုမှာ line ပေါ်မှာတင်နေတွေ့တယ်အေးသူတယောက်နဲ့တယောက်လက်ဆောင်ပေးကြတယ်အဲ့ဒါတွေပဲကျမတို့သိတာအဲ့လိုမျိုးပဲထင်တာဒီလိုမျိုးကူတန်းရောင်းဝယ်ရေးတို့မှောင်ခိုတို့ဆိုတာလဲကျမတို့ဘက်မှာမရှိဘူးရေရိုးတတတော်သူတောင်းသားတွေနော် ရတယ်အဲ့ဆိုရင်ငါခုဖွဲ့စည်းလိုက်မယ်ပြီးရင်ငါနဲ့မဆိုင်လို့ငါနေမှာလိုးတဲ့ကောင်ပဲပြုတ်ထားတာဟုတ်ပြီလားဆရာလိုးခိုင်းမှာဝေကြီးလေးတော့လိုးခိုင်းမှာစီလားအေးဟုတ်ပြီငါလိုးတဲ့ထုတ် ဆရာပြောတဲ့စကားတွေကိုလည်းကျမအကုန်ဖမ်းထားတယ်အတန်ဖိုင်နဲ့ ဖမ်းလား ဟုတ်ကဲ့ ဖမ်းလား ဒီမှာဖမ်းထားပေးတယ် ဒီမှာလုံးဘာလို့မဖမ်းလဲလို့ပါ ဟုတ်အေးရ